နေ့ကကျွန်တော်လက်ရှင်လင်းနေချင်တာပေါ့နော်။နည်းလာပြောကြတယ် fire ရေး M4 မပေါက်လား P90 မပေါက်လား skin တွေမပေါက်ဘူးလားဆိုတော့ခဏလာမေးရကျွန်တော်လည်းပေါက်ချင်တာပေါ့ဗျာဒါပေမဲ့ကျွန်တော်ဘဝတွေကအဲ့လိုပေါက်ပတ်စံတယ်လို့အဲ့လိုမျိုး3ရက်မဲ့အနေထားမရောက်သေးဘူးဗျာခုချိန်အခုဆိုကျွန်တော်အလုပ်တော်မရှိဘူးကျွန်တော်တရက်ဂိမ်းထိုင်ဆော့နေဆိုတော့ပေဖောက်နိုင်မလဲမဟုတ်လားဒါပေမဲ့ကျွန်တော်ဒါအကောင်းဆုံးတော့ကျွန်တော်ဒါ 1/4 တီးပြထားတယ်ဆိုတော့ skin မဖောက်နိုင်ပေမဲ့လည်း skin မရှိပေမဲ့လည်းကျွန်တော်တို့ဒါ စကားမပြောနဲ့တော့ ပျောက်ချ skin တွေနဲ့ကျွန်တော်ကျန်ထားလေးပါဆိုတော့ဒီ 1/4 ကျွန်တော်ဘယ်လိုပြပြမလဲဆိုတော့ကြည်ထားလိုက်ပါ face to face မှာ share ပဲရောက်ကျွန်တော်ဆွဆွနာတခါနောက်ထားလိုက်တော့နောက်တော့တက်လာတဲ့အပီပီလေးနဲ့တားလေးပြထားတယ်ကောင်ပြေးတယ်ဗျအဝါရောင်နဲ့ကောင်တော်ပြေးတယ်ကျွန်တော်ဘလို့လိုက်ပြေးထားတယ်ဆိုတာကြည့်လိုက်တော့ဒါတော့ပထမတစ်စကွက်ပေါ့နော်ဒီပြီးနောက်တစ်စကွက်ကိုလည်းကျွန်တော်ဘလို့တီးထားလဲဆိုတာကြည့်သွားပေးကြပါဦးဒီနောက်မှာလည်းရှိသေးပါတယ် 1/4 ကဒါနှစ်ပွဲပါပထမတစ်ပွဲမှာတီးထားတာရယ်ဒုတိယတစ်ပွဲမှာတီးထားတာရယ်ဒါတော့ဒုတိယတစ်ပွဲဆောင်းရမ်းမိုက်တယ်ရောက်ကြီးကျွန်တော်ကားလေးပြောင်းပြီးမှ AKN လေးနဲ့ပြစ်လိုက်တော့ဟိုကောင်ခေါင်းထိသွားတယ်ဟိုကောင်နော့သွားတယ်ဗျာအဲ့နဲ့ကျွန်တော်လည်းသူ့ကိုသွားရှာတယ်ပေါ့ဒီကောင်ဘေးနာပုံလုံးပုံသွားမှမသိဘူးကွာကျွန်တော်ဒီကောင်ကိုလိုက်ရှာနေဒီကောင်ပျောက်နေလိုက်ရှာတာမတွေ့ဒီကောင်အပေါ်တက်သွားကြီးကိုနောက်မှကျွန်တော်တွေ့တယ်ကျွန်တော်ကမတွေ့တော့ဒီကောင်လိုက်ရှာရင်းနဲ့မတွေ့တော့တိုင်ပတ်နေဘေးနာမှာများပုံးတာလေပေါ့ဒီကောင်အပေါ်တက်သွားကျွန်တော်မသိဘူးအဲ့နဲ့ကျွန်တော်အပေါ်ပြန်တက်ကြည့်လိုက်တယ်ကွာအပေါ်ပြန်တက်ကြည့်တော့လေအကောင်ကိုကျွန်တော်မတွေ့ဘူးမတွေ့တော့ကျွန်တော်ခေါင်းနဲ့ကြိုက်တယ်ဘယ်နာမှာလဲပေါ့အဲ့နော်ကောစပိန်နဲ့လာနှကောင်လုံးတော့အမကြီးခင်နဲ့စပိန်နဲ့လာတယ်နှကောင်လုံးခေါင်းနေပဲရောက်ကြီးဆိုတော့နောက်တကောင်ကပြန်လာတယ်သိလားအဲ့မှာအပေါ်မှာငိမ့်နေအဲ့နဲ့ကျွန်တော်မီးပလင်းထဲလိုက်တယ်ဒီမှာမီးပလင်းထဲတယ်ဒီကောင်ဒီဘက်ထွက်တော့ဆိုဒီဘက်ပြန်ထဲတယ်ဟိုကောင်ကမီးဆွဲတော့အောက်ဆင်းလာတယ်ကျွန်တော်အိတ်ခင်ကကြီးကုန်နေတယ်ဗျာရေးထဲမှာရောက်ကျွန်တော်လည်းမိုးပေါ်ပြန်တယ်ပြန်တော့ဒီကောင်ကဟိုထောက်မှာကတ်ပြီးမှစစ်ကူနေရအောင်အတားလေးပဲတတရပဲသမီးစားရည်တော့ပဲ Oh my god yeah